悄悄နဲ့通通နဲ့ဘာကွာလဲကဲဒါဆိုရင်တူတူလိုက်ပြီးတော့လေ့လာကြည့်ကြရအောင်နှစ်ခုလုံးကတော့ကရိယာဝိသေသနာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့စာကြောင်းထဲမှာကရိယာရဲ့အရှိမထားပြီးတော့သုံးလို့ရှိရင်ရပါပြီဒါပေမဲ့မတူတာလေးကချောင်းချောင်းကကြတော့ဒီအတန်ကိုထူးပြပြီးတော့ထုံထုံကကြတော့အပြုတ်အမူလေးကိုထူးပြပြီးပြောတာဖြစ်ပါတယ်ချောင်းချောင်းကကြတော့ကိုယ့်အတန်ကိုတခြားသူကိုမကြားစေလိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တူတူလေးလို့ဘာသာပြန်ပါတယ်比如说父亲悄悄说话通通ကကြတော့ကိုယ့်အပြုတ်အမူကိုတခြားသူတွေကိုမမြင်စေလိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်တိတ်လေးလို့ဘာသာပြန်ပါတယ်比如说他通通去旅游了ကဲအဲ့ဆိုလို့ရှိရင်ကောင်းကြီးအစင်ကကျောင်းသားကျောင်းသူတွေအနေနဲ့ချောင်းချောင်းနဲ့ထုံထုံရဲ့အတုံးကိုကိုယ်ရေးပြသိတော့ကြပြီနော် National View မှာဆက်တွေ့ကြမယ်နော် Bye bye